Okay. အားလုံးပဲမင်္ဂလာပါလို့ပထမဦးစွာကျွန်တော်နှုတ်ခွန်းဆက်တာပါတယ်ဗျာနော်အခုဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ကိုငွေပေါ့နော်ကိုငွေအကောင့်တစ်ကလေးကိုင်းပြီးတော့ဗီဒီယိုဖိုင်လေးနဲ့အတူကျွန်တော်ရဲ့အကူတွေမတွေကိုကျွန်တော်ရဲ့မွေးစနစ်တွေကိုပြန်လည်ပြီးမျှဝေပေးပါတယ်ဗျာနော်ဗီဒီယိုဖိုင်လေးနဲ့ဖြစ်တဲ့အတွက်လိုရင်းတိုးရှင်းလေးကိုကျွန်တော်ပြသပေးသွားမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်ဒီပထမဆုံးစိုင်ဝမ်မွေးကနန်းဒီဒါကျွန်တော်တို့တနင်္လာနေ့12နာရီထွက်ပြီးမှရတဲ့မွေးကနန်းဖြစ်တဲ့အတွက်ဒါအကိုတို့အမတို့လည်း TV သားမှုလေးဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီကနန်း6ကွက်ပေါ့နော်ဒီ6ကွက်ရဲ့စနစ်ကလေးကိုကျွန်တော်အနေချင်းလေးပြန်ပြီးထောက်ပြပေးပါမယ်ဗျာနော်ကျွန်တော်ဒီကနန်း6ကွက်ရဲ့ကျွန်တော်တို့စနစ်ပေါ့နော်ဒီကနန်း6ကွက်ရဲ့စနစ်ကဒီမှာတော့တုံညာတစ်ဒီကနန်း6ကွက်ရဲ့စနစ်ကကျွန်တော်ဒေါ်လောက်ကန်စထောက်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာ12နိုင်ဈေးမှာ36ထွက်တယ်ပေါ့36ထွက်တော့ကျွန်တော်6ရဲ့ပါဝါ1ကျွန်တော်6ရဲ့ပါဝါ1ကိုကျွန်တော်တို့က3ရဲ့ပါဝါ3ရဲ့နှစ်ကပ်ပေါ့နော်385နဲ့ကပ်တယ်ဗျာနော်ကျွန်တော်ဒီ6တစ်အချိန်ကို385နဲ့ကပ်ပြီးတော့ကျွန်တော်ဒီမှာ51ဆိုပြီးတော့ဒါထွက်ခဲ့တာလေးပေါ့နော်နောက်တစ်ခါကျွန်တော်တို့အခုသူ့ရဲ့အောက်ပွဲမှာလေတဲ့ကျွန်တော်တို့ကတနင်္လာဈေး12နာရီဈေးမှာကျွန်တော်တို့86ထွက်တယ်ဗျာနော်ဒါဆိုရင်အနောက်ကကျွန်တော်တို့6ကိုပါဝါယူလိုက်မှဆိုရင်6ရဲ့ပါဝါ1ပေါ့နော်ကျွန်တော်ဒီခွန်ထိတ်ကိုကျွန်တော်တို့ကခွန်နှစ်3ညဆိုပြီးတော့ကျွန်တော်တို့ပါဝါနှစ်ခတ်ယူတာပေါ့နော်6တစ်အချိန်ကိုခွန်နှစ်3ညနဲ့ကတ်တော့ကျွန်တော်ဒီမှာ3ည1ဆိုတဲ့ကဏ္ဍထွက်ခဲ့တယ်ဗျာနော်ဒါကတော့လိုရင်းတိုရှင်းလေးပေါ့နော်ဆိုတော့ကျွန်တော်ဒီအပေါ်ပွဲတွေမှာလည်းတော်တော်များများရှိပါသေးတယ်ဗျာနော်ဆိုတော့အားဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာလည်းကျွန်တော်တို့က38ပေါ့တနင်္လာနေ့12နာရီစီမှာ38ထွက်တဲ့အတွက်ကျွန်တော်8ရဲ့ပါဝါဒီ3 83အချိန်ကိုတဲ့ကျွန်တော်တို့က3ရဲ့ပါဝါ3ရဲ့နှစ်ကတ်ဒီကျွန်တော်385နဲ့ကတ်တာပေါ့နော်ကျွန်တော်အဲ့ဒီနေရာမှာကျွန်တော်53ဆိုထွက်တယ်ဗျအဲ့ဒါဆိုရင်အခုကျွန်တော်ဒီပွဲစဉ်မှာလည်းကျွန်တော်ဒီ12ရက်နေ့တိုင်းပြီးတော့16ရက်နေ့အထိပွဲစဉ်မှာလည်းမနေ့ကတော့ကဒါကျွန်တော်24ပေါ့နော်12နာရီမှာ24ထွက်တဲ့အတွက်4ရဲ့ပါဝါကို4ကိုအချိန်ကိုတဲ့ကျွန်တော်ဒီထိတ်ကကျွန်တော်2ဖြစ်တဲ့အတွက်ကျွန်တော်2ခွန်4 2ရဲ့ပါဝါ2ရဲ့နှစ်ကတ်ပေါ့နော်2ခွန်4နဲ့ကတ်ပါတယ်ဗျာနော်4ကိုအချိန်ကို2ခွန်4နဲ့ကတ်လိုက်တော့ဒါကျွန်တော်ဒီကဏ္ဍ6ကွက်ရမယ်ပေါ့ဗျာနော်ဒါကတော့ကိုတို့မတို့တီးပြီးသားပေါ့ဒါဆိုရင်ကျွန်တော်ဒီကဏ္ဍ4ကွက်မူပေါ့နော်ကဏ္ဍ4ကွက်မူကတော့ဒီကျန်းခဲ့တဲ့ပွဲကကျွန်တော်ကိုတို့မတို့ကိုကယ်ပေါက်ထုတ်ပေးလိုက်လို့ကျွန်တော်ဒီ83ည8ပေါ့နော်ဒီကဏ္ဍ4ကွက်ကကျွန်တော်ဒီမှာထွက်သွားတဲ့မူလေးပေါ့ဒီမူလေးကိုကျွန်တော်အနေချင်းပေါ့အနေချင်းပေါ့ဗျာကျွန်တော်အရှည်ကြီးတော့ကျွန်တော်မထောက်တော့ပါဘူးဗျာနော်ဆိုတော့ကသူကကျွန်တော်ဒီပွဲစဉ်စတာပေါ့နော်ဒီပွဲစဉ်ကရင်စတဲ့နေရာမှာလေကျွန်တော်တို့ကဒီကျွန်တော်ဒီအကျိုးလေး9နာရီအင်တာနက်ပေါ့9နာရီအင်တာနက်3ညလေးဒီ3ညလေးကိုတဲ့ကျွန်တော်တို့ကဘယ်လိုယူလိုက်လဲဆိုတော့ဒီ3ညလေးကိုဒီ3ညကိုယူရင်ဒီထိတ်စီးနေပဲဗျာနော်ကျွန်တော်ဒီတနင်္လာနေ့7နာရီစီထိတ်စီးအင်္ဂါနေ့ထိတ်စီးနေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က3ညဘူးကျွန်တော်တို့3ညခုံပေါ့နော်ကျွန်တော်ဒီလေးအပိတ်ကိုယူမယ်ဆိုရင်တဲ့ကျွန်တော်တို့ကဒီကလည်းကျွန်တော်အပိတ်နဲ့ပဲကျွန်တော်တို့သွားမှာဖြစ်တယ်ပေါ့နော်ဒီကလည်းအပိတ်နဲ့ပဲသွားမှာဖြစ်တဲ့အတွက်ကျွန်တော်က4 8 4 9ပေါ့နော်ဒီလိုပုံစံမျိုးယူရတာဖြစ်တယ်ဗျဒါဆိုရင်ကျွန်တော်တို့3ညဘူး3ညခွန်ကျွန်တော်တို့4 8 4 9ဆိုတဲ့ကဏ္ဍဒီကျွန်တော်ဒီရောက်မှာထွက်ပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာ3ညဘူးဆိုပြီးတော့ထွက်ခဲ့တယ်ပေါ့နော်နောက်တစ်ခါဒီပွဲစဉ်မှာလည်းကျွန်တော်တို့ကဒီခွန်ထိတ်ကိုကျွန်တော်ဒီကထိတ်နဲ့သွားမယ်ဆိုရင်ကျွန်တော်ကခွန်4ခွန်3ပေါ့နော်3ည8 3ည1ဆိုတဲ့ကဏ္ဍဒီကျွန်တော်ဒီပွဲမှာထွက်ပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာ10ဆိုတဲ့ကဏ္ဍထွက်ခဲ့တယ်ပေါ့ဗျာနော်နောက်တစ်ခါကျွန်တော်ဒီအင်္ဂါနေ့ကျွန်တော် model အင်တာနက်မှာကကျွန်တော်1 4ပေါ့ဒီ1 4ဒီကျွန်တော်က1 9 1ခွန်ပေါ့နော်40 4နှစ်ဆိုတဲ့ကဏ္ဍဒီထွက်ပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာ42ဆိုတဲ့ကဏ္ဍထွက်ခဲ့တယ်ပေါ့ဒါဆိုရင်ဒီပွဲမှာလေကျွန်တော်ကခွန်8ခွန်9ပေါ့နော်ခွန်8ခွန်9ကျွန်တော်တို့6 1 9နှစ်ပေါ့နော်6 1 9နှစ်ဆိုတဲ့ကဏ္ဍဒီပွဲမှာထွက်ပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာ89ဆိုတဲ့ကဏ္ဍထွက်ခဲ့တယ်ပေါ့ဗျာဆိုတော့အဲ့ဒါဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာလည်းကျွန်တော်တို့ကဒီ4ထိတ်ကိုကျွန်တော်တို့ကဒီကထိတ်နဲ့ပဲသွားမှာဖြစ်တဲ့အတွက်ကျွန်တော်4 5 40ကျွန်တော်တို့1 2
13ဆိုတဲ့ကဏ္ဍ၄ကွက်ဒီကျွန်တော်ဒီမှာ45ဆိုတဲ့ကဏ္ဍထွက်ခဲ့တယ်ပေါ့ဗျာဒါဆိုရင်ဒီပွဲမှာလေတဲ့ကျွန်တော်တို့ကဒီကိုထိတ်ကိုကျွန်တော်တို့ကဒီကထိတ်တွေနဲ့သွားမယ်ဆိုရင်ကျွန်တော်တို့က9398ပေါ့နော်16 15ဆိုတဲ့ကဏ္ဍဒီပွဲမှာထွက်ပေးရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ15ထွက်တယ်ပေါ့ဗျာနော်15ထွက်တယ်ပေါ့ဒါဆိုရင်ကျွန်တော်ဒီပွဲမှာလေတဲ့ကျွန်တော်တို့ကခွန်ဘူးခွန်3နော်ကျွန်တော်6ဘူး6ကိုဆိုတဲ့ကဏ္ဍဒီထွက်ပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာခွန်ဘူးဆိုတဲ့ကဏ္ဍကျွန်တော်ထွက်ခဲ့တယ်ပေါ့ဒါဆိုရင်ကြရင်ခဲ့တဲ့ပွဲတော့ငါလည်းကျွန်တော်အောင်မြင်မှုရရှိခဲ့လိုက်တဲ့ကျွန်တော်ရဲ့ဒါကဲဘောစနစ်ကလေးပေါ့နော်ကျွန်တော်ဒီ6ထိပ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီ3ထိပ်နဲ့5ထိပ်နဲ့ယူတယ်ပေါ့နော်9395ပေါ့နောက်တစ်ခါ3ညနဲ့ယူလိုက်ချင်းကျွန်တော်တို့က3ညဒီအပိတ်ဖြစ်တဲ့အတွက်ကျွန်တော်အပိတ်နဲ့ပဲလိုက်ကတ်တယ်ပေါ့နော်ကျွန်တော်3ည8 3ညခွန်ပေါ့ဒါဆိုရင်ကျွန်တော်တို့က80 308ဆိုတဲ့ကဏ္ဍကျွန်တော်ဒီမှာအောင်မြင်မှုရရှိခဲ့တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအခုဒီကျန်တဲ့8ချိန်တွေမှာကျွန်တော်ဒီကဏ္ဍမွေးရမယ့်4ခွက်ဒီတဲ့ကျွန်တော်တို့က9နှစ်ကျွန်တော်တို့90ပေါ့နော်ဒါဆိုရင်ပထမဆုံး2ခွက်ဒီတဲ့ကျွန်တော်တို့က6ထိပ်စီးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကထိပ်စီးနဲ့ကတ်မယ်ပေါ့နော်90နှစ်ကျွန်တော်တို့90ပေါ့နော်90နှစ်90ပေါ့နော်90နှစ်90နောက်တစ်ခါကျွန်တော်တို့ကဒီကအပိတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့က3ည4 3ည1ပေါ့နော်3ည1ကဒါကဏ္ဍပြန်ဖြစ်ပြီပေါ့3ည4 3ည1ဆိုတော့ဒါဆိုရင်ကျွန်တော်ကဒီမူလေးကဒီမူကဏ္ဍမှာဆိုရင်ကျွန်တော်တို့ကကဏ္ဍ4ခွက်ရမယ်ပေါ့နော်ကဏ္ဍ4ခွက်ရမယ်ပေါ့အဲ့ဒီကဏ္ဍ4ခွက်ရတဲ့နေရာမှာလည်းကျွန်တော်ကဒီမှာသွားပြီးတော့တူညီမှုရှိနေတာဒီကျွန်တော်တို့က90နှစ်ဆိုတဲ့ကဏ္ဍဒီဒါကျွန်တော်တို့သွားပြီးတော့တူညီမှုရှိတယ်ပေါ့နောက်ကသူ့မှာလည်း40နှစ်ဒီကဏ္ဍပြန်ပါတယ်လို့ကျွန်တော်ဒီမှာ301ဒီတဲ့ကျွန်တော်ဒီရောက်ပွဲမှာကဏ္ဍပြန်ပါတယ်ပေါ့ဒါဆိုရင်ကျွန်တော်ရဲ့ကိုရီအမတွေကကျွန်တော်ဒီကျွန်တော်တင်ပေးမယ်ဆိုတော့ကျွန်တော်ဒီ site 1ရဲ့ကျွန်တော် site 2ရဲ့ကိုအကိုရီအမတွေနားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ကဒီနေ့7နာရီဈေးထွက်ပြီးသွားရင်တဲ့ကျွန်တော်12နာရီဈေးထွက်ပြီးရင်ကျွန်တော်တို့ကိုရိုအမားတို့ကိုကျွန်တော်တို့ပေးနေကြအတိုင်းကိုရိုအမားတို့ညှော်နေတဲ့မွေးကနန်းပေါ့နော်မွေးကနန်းဒီကျွန်တော်တို့ကအဲ့ဒီမှာကျွန်တော်တို့ကတကွက်ကောင်းရှိမယ်ပေါ့နော်မွေးကနန်းကကျွန်တော်တို့မွေးကနန်း site ကတကွက်ကောင်းရှိမယ်နောက်တစ်ခါ12နာရီဈေးထွက်ပြီးသွားရင်ပဲကျွန်တော်တို့ကအဲ့မှာမွေးကနန်းဒီ3ကွက်ကောင်းရှိမယ်ပေါ့နော်အဲ့မှာမွေးကနန်းဒီကျွန်တော်3ခွက်ကောင်းရှိမယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကအဓိက main ဒီတဲ့ကျွန်တော်တို့ကဒီစနစ်ဈေးထွက်ပြီးသွားရင်အကိုတို့အမတို့မျှော်လင့်နေတဲ့ကျွန်တော်ဒီမွေးတစ်ခွက်ကောင်း site ကကျွန်တော်မွေး3ခွက်ကောင်း site ကပေါ့နော်ကျန်ခဲ့တဲ့ပွဲတုန်းကတော့ကျွန်တော်တို့ဒီဟိုနေ့ပေါ့4 3 4 5 4 8ဆိုတဲ့ကဏ္ဍဒီတဲ့ကျွန်တော်တို့ကတွားပြီးတော့45ကိုကျွန်တော်တို့တစ်ခွက်ကောင်းနဲ့လည်းတွားတိုက်တယ်ကျွန်တော်ဒီ3ခွက်နဲ့လည်းတွားပြီးတော့တိုက်တာဖြစ်တဲ့အတွက်ကဏ္ဍက3ခွက်ပဲရှိရပေါ့နော်ကဏ္ဍတိုက်ရင်တော့3ခွက်ဖြစ်မယ်ကဏ္ဍမတိုက်ရင်တော့ကျွန်တော်တို့ကဒါ4ခွက်ဖြစ်မယ်ပေါ့နော်ဆိုတော့အဲ့နေရာမှာကျွန်တော်တို့ကသွားပြီးတော့ဒါအကိုတို့မတို့အဓိကထားပြီးတော့ထိုးရမယ်မူပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့ကျွန်တော်မူလည်းမပြပါဘူး site လည်းမပြပါဘူးဗျာနော်ဒီမွေးကဏ္ဍကျွန်တော်ဒီတစ်ခွက်ကောင်းရဲ့3ခွက်ကောင်းရဲ့လိုချင်တဲ့အကိုဒီမတွေရှိရင်တော့ဒါကျွန်တော်ရဲ့ဒါဖုန်းနံပါတ်ကတော့ကိုရိုမာတို့တည်ပြီးသားဖြစ်ပါတယ်ဗျာနော်ကျွန်တော်ရဲ့ logo မှာလည်းကျွန်တော်ရဲ့ဖုန်းနံပါတ်ပါတယ်ပေါ့အဲ့ဒီမှာကျွန်တော်ဒီ Viber ကနေပြီးတော့လာပြီးတော့ဆက်သွယ်ပြီးတော့ဒါယူလို့ရတယ်ပေါ့နော် Viber မရှိတဲ့ကိုရိုမာတွေဆိုရင်လည်းဒါဖုန်းလေးဆက်ပြီးတော့ယူလို့ရတယ်ပေါ့ဒါ12နာရီ1မိနစ်ထွက်ပြီးမှရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီမှာကိုရိုမာတို့ကဒါကကြိုပြီးတော့လိုချင်တယ်ဆိုရင်လာယူပေါ့နော်ကျွန်တော် free ပေးမှာပါဗျာနော်ကျွန်တော်ပေါက်ပေးခေါ်ခြင်းလည်းမဟုတ်ပါဘူးကျွန်တော်မှန်ခေါ်ခြင်းလည်းမဟုတ်ပါဘူးဗျာနော်100ဘို့ထိုးနိုင်တဲ့ကိုဒီမတွေလည်းလာယူလို့ရပါတယ်200ဘို့ထိုးနိုင်တဲ့ကိုဒီမတွေလည်းလာပြီးတော့ယူလို့ရပါတယ်ဗျာနော်ကိုတို့မတို့ဒါကတော့ကျွန်တော်တို့ဒီပြီးသားဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုတော့ကျွန်တော်ဒီတကွက်ကောင်းကိုတဲ့တကွက်ကောင်းနဲ့ကျွန်တော်ဒီ3ကွက်ကောင်းကိုလာပြီးတော့ယူလိုက်ပါဗျာအကယ်၍မှာကျွန်တော်ဒီလူဦးရေကများမှာဖြစ်တဲ့အတွက်ကျွန်တော်ဟိုနည်းနည်းပါးပါးတော့ကျွန်တော်နောက်ကျသွားနိုင်တယ်ပေါ့နော်ကျွန်တော်ကအများကြီးပို့ရမှာဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာကိုရိုမာတို့ကရင်ပြီးတော့အကယ်၍မရောက်ခဲ့ဘူးဟိုကျွန်တော်ဒီအချိန်အခါအတွင်းမှာအချိန်တိုအတွင်းမှာမရောက်ခဲ့ဘူးဆိုရင်လည်းမပူပါနဲ့ဗျာနော်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်ဒါ2ချက်တီးလောက်ကြာရင်တက်ပြီးတော့ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဗျာနော်အဲ့မွေးကနန်းကိုလည်းတက်ပြီးတော့ကျွန်တော်ရှင်းပြပေးမှာဖြစ်တယ်နောက်တစ်ခါကျွန်တော်ရဲ့ဂရုထဲမှာရှိတဲ့အကိုတွေအမတွေကလည်းဒါကျွန်တော်ကဟိုကျွန်တော်ရဲ့စီမင်းစည်းကမ်းနဲ့မှုဒါကျွန်တော်ကဒီဂလူထဲမှာတော့ကျွန်တော်ရဲ့
ဒီမွေးကနန်းတွေကိုကျွန်တော်တင်မပေးဘူးပေါ့နော်ဒီတစ်ခွက်ကောင်းနဲ့သုံးခွက်ကောင်းကိုတင်မပေးဘူးတို့ပေမဲ့အကိုတို့အမတို့မှန်လို့ရပါတယ်ဗျာနော်မှတ်ချက်ကလေးမှာကျွန်တော်ပေးလိုက်တဲ့ကနန်းကဘာကနန်းလဲဆိုတာဒါမှတ်ချက်ပြုလို့ရတယ်ပေါ့နော်ဒီမတည်သေးတဲ့ကိုရီမကြီးတဲ့အချိန်အခါမီလေးထိုးလို့ရအောင်လို့ဒီလိုပုံစံမျိုးလေးမှတ်ချက်ကလေးပြုပေးလို့ရပါတယ်ဗျာနော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကထိုးရမယ့်ထိုးရပုံထိုးကနီးကကျွန်တော်တို့ဒီကနန်းကျွန်တော်ဒီတစ်ခွက်ကောင်းနဲ့သုံးခွက်ကောင်းကိုပဲအဓိကထိုးမှလားအဓိကထိုးမှဆိုရင်လည်းကျွန်တော်ဒီအပေါ်မူတွေကိုလွတ်လိုက်ပေါ့နော်အကယ်၍ကိုတို့မတို့ကဒီအပေါ်မူတွေကိုလည်းမလွတ်နိုင်ဘူးကျွန်တော်ဒီသုံးခွက်ဆိုင်နဲ့တစ်ခွက်ဆိုင်ကိုလည်းထိုးကျင်တယ်ဆိုရင်တော့ဒါကျွန်တော်ဘက်ကရင်ပြီးတော့အကြံဉာဏ်လေးပေးချင်တာကဒါလီဒီနှစ်ခုကိုတော့ဒါကျွန်တော်တို့အရန်အနေနဲ့ကစားပေါ့ဗျာနော်ကျွန်တော်ဒီထိုးရင်းချိန်အနေနဲ့အရန်အနေလေးနဲ့ဒါထိန်းကစားပြီးတော့ကျွန်တော်ဒီတစ်ခွက်ကောင်းနဲ့ကျွန်တော်ဒီသုံးခွက်ကောင်း site ကိုတော့အဓိကထားပြီးတော့ဒါထိုးစေခြင်းနဲ့ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဆန္ဒလျောက်ဒါကျွန်တော်ဆန္ဒပြုပေးတာဖြစ်ပါတယ်ဗျာနော်ဆိုတော့အဲ့ဒါဆိုတော့ဒါဆိုရင်တော့ကျွန်တော်ရဲ့အကိုဒီမတွေတဲ့နားလေသဘောပေါက်လိမ့်မယ်ထင်ပါတယ်ဗျာနော်ကျွန်တော်လည်းအတက်နိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်လို့တော့ဒါရှင်းပြပေးထားတယ်ပေါ့နော်အဲ့ဒါဆိုတော့အကိုတို့အမားတို့ကျွန်တော်ရဲ့ဒီကိုငွေအကောင့်အသစ်ကလေးကိုcomment လေးတွေဒါလည်းပြုသွားနိုင်ပါတယ်ဗျာနော်ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့အတွေ့ကိုလည်း comment လေးတွေပြုနိုင်ပါတယ်ဗျာနော်အဲ့ဒါဆိုရင်တော့ကျွန်တော်ရဲ့ live show လေးကတော့ဒီလောက်ပါပဲဗျာနော်ကျွန်တော်ဒီနေ့တိုင်းနဲ့ပတ်သက်ပြီးတော့ကြတော့ကျွန်တော်လည်းအခုလောလောဆယ်မှာတော့ဒါတင်ပေးလို့မရသေးဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အခု video final လောက်ရတာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းအကိုတို့အမားတို့ကိုနဲ့ထိတွေ့ပြီးတော့စကားပြောရတာမဟုတ်တော့ကျွန်တော်လည်းတိတ်ပြီးတော့အားမရဘူးဗျာနော်ဒါပေမဲ့အတူချုံလေးနဲ့ဒါအတက်နိုင်ဆုံးလေးနဲ့အကောင်းဆုံးဖြစ်အောင်လို့တော့စူးစမ်းပေးလိုက်ပါလေဗျာနော်ကျွန်တော်ရဲ့ကိုငွေကိုချစ်တဲ့အကိုတွေမားတွေအားလုံးပေါ့နော်ကျွန်တော်ဒီ73ရက်တလ2026 12နာရီ1မိနစ်ကရင်စပြီးတော့နောက်ပွဲစဉ်တွေတိုင်းမှာလည်းအကိုတို့အမတို့ထိုးတဲ့ကဏ္ဍ main ရော all တဲ့ကဏ္ဍဒီပေါကဏ္ဍဖြစ်ပါစေထောက်ကဏ္ဍဖြစ်ပါစေလို့ဆုတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာအဆုံးတက်လိုက်ပါတယ်ဗျာနော်